ပင်လဲနတိကျော်မှလူအုပ်စုကြီး9ယောက်မျောပြီးတော့လာတယ်လူ9မျိုးမျောပြီးတော့လာတယ်ပေါ့သာတိမေဘိကဝေဩတံကောပမပုဂ္ဂလာတံတော်တံဝိဇမာနောလောကသမိတ်ဘေကဝေယံတော်မြတ်ဩသင်္သာတော်ဥဒကောပမယေကိုသမာဖြစ်ကြကုန်သောပုဂ္ဂလောပုဂ္ဂိုလ်တို့သည်တံတော်တံဝိဇမာနောသင်္ချာရှိကုန်၏သာတိမေ9ယောက်တို့တံတော်တံဝိဇမာနောလောကမှာသင်္ချာရှိတယ်တဲ့ယေကိုသမာ9ယောက်ယေကိုသမာဘယ်နှယောက်တဲ့တော့ယေကိုသမာ9ယောက်နိယဓာမိဘေကဝေနတိပပ္ပတေယဒီကသောရာဟာဒဟာတိတိအဲ့ဒီမြေကြီးဟာတလည်းဟောစီးဆင်းပြီးတော့စောက်ထိုးစီးဆင်းလာတဲ့မြစ်ရည်တွေပေါ့အဲ့လိုစောက်ထိုးစီးဆင်းလာတဲ့မြစ်ရည်ကျော်မှာမျောလာကြတဲ့ပုဂ္ဂိုလ်9ယောက်အဲ့ဒီပုဂ္ဂိုလ်9ယောက်တို့တွင်နံပါတ်1ပုဂ္ဂိုလ်ကဣဒဘေကဝေဧကေသောပုဂ္ဂလောသကိဉ္နိမောဂောနိမောဂောဝါဟောတိဘေကဝေယံတော်များကိုခြင်းသာတို့ဣဒဤလောက၌ဧကေသောအကျိုးသောပုဂ္ဂလောပုဂ္ဂိုလ်သည်တကိသာသနာတော်နဲ့တွေ့ပင်တွေ့ညတော်လည်းပဲတစ်ကြိမ်ကလေးမှပေါ်မလာဘဲနဲ့မြုပ်မျောမျောပြီးတော့နေတဲ့ပုဂ္ဂိုလ်ကတရားမြုပ်မျောမျောပြီးတော့မျောမျောမျောပြီးတော့နေတဲ့ပုဂ္ဂိုလ်ကတရားမြုပ်ပြီးတော့မျောလာတဲ့ပုဂ္ဂိုလ်ကတရားဣဒာမေကဝေဧကိသောပုဂ္ဂလောဥပ္ပေစိတ်တော်ဟာနိဒုဇ္ဇတိဘေကဝေယံတော်မြတ်ကိုစေသာတို့ဣဒာဤလောက၌ဧကိသောအကျိုးသောပုဂ္ဂလောပုဂ္ဂိုလ်သည်ဥပ္ပေစိတ်တော်ဟာတစ်ကြိမ်ပေါ်လာပြီးတော့နိမုတ်စတိမျောပြီးတော့နေတဲ့မြုပ်ပြီးတော့မျောတဲ့ပုဂ္ဂိုလ်ကတရားတစ်ကြိမ်ကလေးတော့ပေါ်လာသေးတယ်ပေါ်ပြီးတော့ပြန်မြုပ်သွားတာမြုပ်မျောမျောသွားတယ်ပေါ့ဣဒာမေကဝေဩမုတ်စိတ်တော်ဝပုဂ္ဂလောတိတော်ဟောတိတတိယပုဂ္ဂိုလ်ကတော့မနိသယေပေါ်မျောမျောပြီးတော့နေတဲ့ပုဂ္ဂိုလ်ကတရားပေါ်မျောမျောနေတဲ့ပုဂ္ဂိုလ်တဲ့ဘာမျောမျောနေတယ်လဲဣဒာမေကဝေဧကိသောပုဂ္ဂလောဩမုတ်စိတ်တော်ဝဝိပတ္တိဝီလောကေတိသတ္တုထပုဂ္ဂိုလ်ကတော့ဘယ်လိုပုဂ္ဂိုလ်လဲဆိုတော့ပရိသတ်ရဲ့ကံရှာနေတဲ့ပုဂ္ဂိုလ်ကံကိုရှာနေရင်နဲ့ကံကိုမြင်သွားတဲ့ပုဂ္ဂိုလ်ရှာရင်နဲ့မြင်သွားတဲ့ပုဂ္ဂိုလ်ကတရားနောက်ပရိသတ်ရဲ့ပိစမပုဂ္ဂိုလ်ကဣဒာဘေကဝေဧကိသောပုဂ္ဂလောမုတ်စိတ်တော်ဝိဟတေတိကံကိုမြင်သွားလို့ကံဘက်ကိုကုနေတဲ့ပုဂ္ဂိုလ်ကတရားကံကိုမြင်ပြီးတော့ကံဘက်ကိုကုနေတဲ့ပုဂ္ဂိုလ်ကတရားဣဒာမေကဝေဧကေသောပုဂ္ဂလောဩမုတ်စိတ်တော်ဝမတိကာတပတ်တော်ဟောတိ6ယောက်မြောက်ပုဂ္ဂိုလ်ကတော့ကံကိုမြင်ပြီးတော့ထောက်မိသွားတဲ့ကံနာရောက်လို့ထောက်မိသွားတဲ့ပုဂ္ဂိုလ်ကတရားဣဒာမေကဝေကိသောပုဂ္ဂလောဩမုတ်စိတ်တော်ဝတိန်တော်ဟောတိပါရငတောတလေတိတ်တတိပြမနော9ယောက်မြောက်ပုဂ္ဂိုလ်ကတော့ကံပေါ်ရောက်သွားတဲ့ပုဂ္ဂိုလ်တဲ့ပုဂ္ဂိုလ်ဘယ်နှယောက်ပထမပုဂ္ဂိုလ်ကတော့တစ်ကြိမ်မှပေါ်မလာဘဲနဲ့မြုပ်ပြီးတော့မျောနေတဲ့ပုဂ္ဂိုလ်ဒုတိယပုဂ္ဂိုလ်ကတော့တစ်ကြိမ်ပေါ်လာပြီးတော့မြုပ်ပြီးတော့တစ်ခါမှပေါ်မလာတဲ့ပုဂ္ဂိုလ်ကတရားတတိယပုဂ္ဂိုလ်ကတော့ပရိသတ်ရဲ့ပေါ်မျောမျောပြီးတော့နေတဲ့ပုဂ္ဂိုလ်ကတရားသတ္တုထပုဂ္ဂိုလ်ကတော့မရိသတ်ရဲ့ကံကိုရှားနေတဲ့ပုဂ္ဂိုလ်ကံမြင်သွားတဲ့ပုဂ္ဂိုလ်ပိစမပုဂ္ဂိုလ်ကတော့ထောက်မိကံဘက်ကိုကူနေတဲ့ပုဂ္ဂိုလ်တဲ့၆ကျင်ရသတ္တမပုဂ္ဂိုလ်ကတော့ကံကိုထောက်မိသွားတဲ့ပုဂ္ဂိုလ်9ယောက်မြောက်ပုဂ္ဂိုလ်ကတော့ကံပေါ်မှာရောက်သွားတဲ့ပုဂ္ဂိုလ်ဆိုပြီးတော့အဲ့ဒီပုဂ္ဂိုလ်9ယောက်တတိကျော်မှမျောလာတယ်။ဒီကျော်မှမျောလာတော့
နတိဆိုတဲ့မြစ်ပင်လာကျော်မှာမျောလာတဲ့ပုဂ္ဂိုလ်9ယောက်အဲ့ဒီပုဂ္ဂိုလ်9ယောက်တို့ကိုဣနာမိကဝေကေသောပုဂ္ဂလောသမ္ပန္နာကတောဟောတိဧကန္တကာရကေဟိအာဂောတလေဓမ္မေဟိပထမပုဂ္ဂိုလ်ကမြုံမျောပြီးတော့အာဂောတလေဓမ္မေဟိမရိတယေအာဂောသောအလုပ်တွေနဲ့နေရောညရောအချိန်ကုန်ပြီးတော့နေတဲ့ပုဂ္ဂိုလ်မြုံမျောနေတဲ့ပုဂ္ဂိုလ်အပေလေးဘုံကပုဂ္ဂိုလ်တွေတန်တရာရည်ရင်ကြောမြုံမျောနေတဲ့ပုဂ္ဂိုလ်လို့ဆိုတယ်။ဘာမျောတယ်။မြုံမျောပြီးတော့နေတာမြုပ်ပြီးတော့မျောနေတာပေါ့။မြုပ်ပြီးတော့မျောနေတာတန်တရာကဘာနဲ့တူတယ်လဲဆိုရင်မြင့်နဲ့တူတယ်တန်တရာကမြင့်နဲ့တူတယ်မြစ်ပင်လည်းနတိကျော်နဲ့သန္တရာနတိကျော်သန္တရာဆိုတာကဘာလဲရုပ်တည်နံတည်ဖြစ်ပြက်နေတာကိုသန္တရာတဲ့ရုပ်နံတည်ဖြစ်ပြက်နေတာကိုသန္တရာလို့ခေါ်တယ်ရုပ်နံတည်ဖြစ်ပြက်နေတာကိုဖြစ်ပြက်နေတဲ့ရုပ်နံသန္တရာမှာမျောနေတဲ့ပုဂ္ဂိုလ်တွေထဲမှာပထမပုဂ္ဂိုလ်ကတော့အာဟုသောတွင်ကြီးပြုပြီးတော့နေတဲ့အာဟုသောတွင်နဲ့ကြီးအချိန်ကုန်နေတဲ့အပေလေးဘုံကပုဂ္ဂိုလ်တဲ့ဘယ်ဘုံကအပေလေးဘုံကပုဂ္ဂိုလ်တွေအပေလေးဘုံမှာရောက်နေကြတဲ့ငရဲကိုရောက်နေကြတဲ့တိရစ္ဆာန်ဖြစ်နေကြတဲ့ပုဂ္ဂိုလ်တွေဗျာမန်းတရားမန်းသံဃာမန်းကုသိုလ်မှန်ကိုမသိတဲ့အတွက်ကြောင့်မို့တို့ပုဂ္ဂိုလ်တွေကိုမြုံမျောနေတဲ့ပုဂ္ဂိုလ်တဲ့ဘာပုဂ္ဂိုလ်တဲ့တော့ကျွဲတွေနွားတွေဝက်တွေငှက်တွေအာလုံးသောတိရစ္ဆာန်တွေငရဲမှာရောက်နေကြတဲ့ပုဂ္ဂိုလ်တွေသည်မြုံမျောပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟုတ်ပြီလားအပယ်လေးဘုံမှာရောက်နေတဲ့ပုဂ္ဂိုလ်တွေသည်မြုံမျောနေတယ်အဲ့တော့တို့နံပါတ်1အုပ်စုကတော့တို့လွတ်သွားပြီသူကြီးရဲ့မျိုးကောင်းသားတွေမျိုးကောင်းသမီးတွေမြုံမျောပြီးတော့တည်တဲ့ထဲမှာတို့မပါဘူးလို့လွတ်သွားပြီမဟုတ်လားဒုတိယဩဇုရင်ကဣရာမိကဝေဧကိသောမောကလောမௌဇတိသာတုတရာကိုတလေသုဓမ္မေတုသာတုဟိတိသာတုဝတ္တပံသာတုဝိရိယံသာတုပညာကိုတလေသုဓမ္မေသုတတ္တသတ္တနေဝဒိဋ္ဌတိနောဝတ္တတိဟာတိယေဝဒုတိယလူပုဂ္ဂိုလ်ကတော့သူတော်ကောင်းအကျင့်တွေကိုကျင့်သုံးခဲ့တဲ့အတွက်ကြောင့်မို့တတ္တတရားတတိတရားတတ္တသီလသုဏသံဃာဟိပညာဝတ္တပါဆိုတဲ့သူတော်ကောင်းတရားတွေပါလာလို့လူပြေတော့ရောက်လာတယ်သူတော်ကောင်းအကျင့်တွေပါလာလို့ပဲရောက်သူတော်ကောင်းကျင့်တွေမှာလို့လူပြေတော့ရောက်တယ်လူပြေကိုရောက်ရင်ရောက်냐တော့လဲပရိဏရဲ့သူမိပါလို့တယ်လဲဆိုရင်မကောင်းဘူးအာကိုသောတွေကြီးလုပ်တယ်လူပြေရောက်လာတာကသူတော်ကောင်းတရားကြောင့်လူပြေရောက်လာတာကသူတော်ကောင်းအကျင့်တရားကြောင့်ကောင်းတဲ့အကျင့်တွေကျင့်သုံးတယ်လို့လူဘဝဒုဋ္ဌာန်တွေကိုရောက်လာတယ်မနုဿတ္တဘာဝတုံလဘောတဲ့လူပြေလူဘဝရခဲ့တဲ့အဲ့ဒီရခဲ့တဲ့လူဘဝလူဌာနကိုရောက်လာတာကောင်းမှုတွေပေါင်းစုပြီးတော့ပြုခဲ့တဲ့တရားတရားသီလတရားသူတော်ကောင်းတရားတွေကြောင့်လူပြည်ရောက်လာပြီလူပြည်ရောက်လာတဲ့အခါသူဘာတွေလှုပ်တုံးဆိုတော့မကောင်းတဲ့ဒုစရိုက်တွေကြီးပဲလှုပ်တယ်ဘာတွေကြီးလှုပ်တော့ဒုစရိုက်တွေကြီးလှုပ်တယ်သူများသက်တတ်တာတို့သူများဥစ္စာခိုးတာတို့သူများသားမယားလွန်ကျူးတာတို့မဟုတ်မမှန်တာပြောတာတို့ရိုက်ဆိုင်တာလှုပ်တာတို့အကုန်လုံးမကောင်းတာတွေကြီးလှုပ်တယ်အဲ့ဒီပုဂ္ဂိုလ်ကတော့ပရိသတ်ရဲ့တစ်ကြိမ်ပေါ်လာပြီးတော့မြုံမျောမဲ့ပုဂ္ဂိုလ်တဲ့ပေါ်လာတဲ့ပရိသတ်ရဲ့ပြန်ပြီးတော့မြုံမဲ့ပုဂ္ဂိုလ်ပေါ်မြုံမျောပေါ့နော်လူဘဝလူဌာနေကိုတော့ရောက်လာတယ်ပေါ်လာတယ်သို့တော်လည်းပဲဒုစရိုက်တွေနဲ့အချိန်ကုန်နေလို့ယုံမာတဲ့တရားတွေနဲ့အချိန်ကုန်နေတဲ့အတွက်ကြောင့်မို့ဒီပုဂ္ဂိုလ်ကတော့မြုပ်ပြီးတော့မျောမဲ့ပုဂ္ဂိုလ်တန်တရာရင်ကျော်မြုပ်မျောသွားမှာ
ဘယ်လိုမြုပ်သွားမလဲအပယ်လေးဘုံငရဲဘုံတိရစ္ဆာန်ဘုံကိုရောက်ပြီးတော့သူပြောသွားမှာတတ္တိယပုဂ္ဂိုလ်များတော်ဣဒဘိကဝေဧကိသောမောကလောအမောစိန်တတိသာတုတတ္တကုတလေသုတံဝေတုသာတုဟိတိသာတုဝတ္တပံသာတုဝိရိယံသာတုပညာကုတလေသုတံဝေတုကိုယ်သောကောင်းမှုတွေပြုခဲ့တဲ့အတွက်ကြောင့်မို့သူသည်လူဘဝရောက်လာတာ။ဩငါကုသိုလ်တွေပါလို့မိဘဆရာဆွေမျိုးကောင်းတဲ့ဆွေမျိုးမိတ်သင်္ဂဟအကောင်းမှငါလာလူလာဖြစ်တဲ့တတ္ထာတရားသီလတရားဆိုတဲ့သူတော်ကောင်းတရားတွေပါခဲ့လို့ငါလူဘဝလူလောကရောက်လာတဲ့အဲ့လိုလူဘဝလူလောကရောက်လာပြီးတော့အပယ်လေးဘုံငရဲဘုံတိရစ္ဆာန်ဘုံတွေကိုမရောက်အောင်ကောင်းမှုတွေပြုမယ်သီလစောင့်တည်မယ်သမထပွားမယ်ဝိပဿနာအလုံးလုံးမယ်ဘာသာရေးသာသနာရေးတွေကိုအသက်နဲ့လက်ပြီးတော့ဆောင်ရွက်မယ်ဆိုပြီးတော့ဒီလိုကောင်းမှုတွေကိုနှင်းစဉ်ပြုနေတဲ့ပုဂ္ဂိုလ်ကောင်းမှုတွေကိုနေ့စဉ်နေ့စဉ်အချိန်ရှိတဲ့၍သွမ်းနိုင်တဲ့၍တန်းနိုင်တဲ့၍ကြိုးစားပြီးပြုနေတဲ့ပုဂ္ဂိုလ်ပေါ်တော့ပေါ်နေတယ်မြုပ်မသွားအောင်ပြိဿရဲ့မြစ်တဲ့ကူးနေတဲ့ပုဂ္ဂိုလ်မြစ်တဲ့ကူးနေတဲ့ပုဂ္ဂိုလ်သည်လက်ကိုလည်းအားကိုရတယ်ခြေထောက်ကိုလည်းအားကိုရတယ်မျက်စိကိုလည်းအားကိုရတယ်ခန္ဓာကိုယ်လည်းအားကိုရတယ်ခြေထောက်ရောလက်ရောအကုန်လုံးခြေထောက်ကစေရဏခြေထောက်ကပါတယ်လေစေရဏအကျင့်တွေကိုတို့တွေကျင့်သုံးပြီးတော့နေတာမြုပ်မသွားအောင်လို့အပယ်လေးဘုံကိုမြုပ်မသွားအောင်လို့ဟုတ်ပြီလားကာမောကဘဝကဒိဋ္ဌောကအဝိဇ္ဇောကဆိုတဲ့ဩဃ၄ပါးမြစ်ပင်လေကြောပေါ့အဲ့ဒီဩဃ၄ပါးကဇောက်ထိုးဆင်းလာတာရိုးရိုးကလေးတန်းတန်းဟိုနေလျှောကလေးမဟုတ်ဘူးဇောက်ထိုးဆင်းနေတာဘယ်လိုဆင်းနေတာအမြင့်ကနေပြီးတော့အနှိမ့်ထဲကိုဟောဆိုပြီးတော့ဇောက်ထိုးဆင်းပြီးတော့လာကာမောကကာမောကထဲမှာလည်းပင်အာယုံကာမဂုဏ်နေတဲ့မာမရေသရဲ့အသင်အာယုံအတန်အာယုံအနတ်အာယုံကာမဂုဏ်တွေထဲမှာဇောက်ထိုးဆင်းနေတယ်ဒီလိုနော်နောက်ပြီးတော့ဘဝဩဃဘဝတွေကိုသာရတဲ့ဘဝကဆိုတဲ့အဲ့လိုဘဝကဆိုတဲ့ဩဃထဲမှာလည်းပဲဇောက်ထိုးဆင်းနေတယ်ဒိဋ္ဌောကအတိမအမြင်မအယူမဆိုတဲ့အဲ့ဒီအမှားတွေကလည်းဇောက်ထိုးဆင်းနေတယ်အဝိဇ္ဇောကသစ္စာလေးပါးကိုမမြင်ယုံနံကိုမမြင်ကြောင်းမျိုးကိုမမြင်အပြည့်နဲ့အပြတ်ကိုမမြင်သစ္စာလေးပါးသူတော်ကောင်းတရားတွေကိုမမြင်ပဲနဲ့အဝိဇ္ဇောကကိုမျောပြီးတော့နေတဲ့ပုဂ္ဂိုလ်ကာမောကဘဝကဒိဋ္ဌောကဝိဇ္ဇောကဆိုတဲ့ဩဃ၄ပါးမြစ်ပင်လေနတိကျော်သောက်ထိုးမျောပြီးတော့နေတယ်အဲ့ဒီထဲမှာဘုရင်ရောဒုပရိသရောမျောလာခဲ့ကြတာနော်သားနဲ့ပြောသမီးနဲ့ပြောဇနီးနဲ့ပြောပြီးတော့နေနိုင်တာဒီကာမောကတွေကိုမျောလာတာဘယ်နဲ့မျောလာတာသားနဲ့ပြောသမီးနဲ့ပြောဇနီးနဲ့ပြောပြည်စည်းနဲ့ပြောကာမောကတွေမျောနေတာတဲ့ဘဝနဲ့ပြောလာတာဘဝတွေကိုသာယာပြီးတော့နေတာဘဝတွေကိုမြင်တယ်ထင်ပြီးတော့နေတာဘောကလည်းပြောနေတာဒိဋ္ဌောကငါလို့သူလိုယောက်ျားမိန်းမပုဂ္ဂိုလ်တ attva လို့ထင်နေတဲ့ဒိဋ္ဌောကထဲမှာအတိမအမြင်မအယူမသက်ကာယဒိဋ္ဌိဆိုတဲ့အမှားနဲ့မျောလာခဲ့တဲ့အမှားအဝိဇ္ဇောကအမလင်းတွေကိုပယ်ပြောင်းအမောင်းနေထဲမှာရောက်ပြီးတော့မျောနေတဲ့အမျောတဲ့ဥဒိယောဒုပရိသံယောဒီလိုမျောလာခဲ့တယ်အဲ့ဒီမျောနေတဲ့အထဲမှာမြုံမျောသွားတဲ့ပုဂ္ဂိုလ်တွေကအပယ်လေးဘုံကပုဂ္ဂိုလ်တွေဘုရားမှလည်းမသိတရားမှလည်းမသိသံဃာမှလည်း